မြန်မာဖိုက်တာတွေရဲ့မတိုးတက်ရခြင်းအဓိကပြဿနာပါလဲဆိုတာစလိုင်းထန်ဝီရှိန်တွေတင်ပေါ်လွင်သွားပါပြီ။စလိုင်းထန်ဝီရှိန်ကတော့တကယ်ကိုကောင်းလုံးတဲ့လက်စွမ်းနေနဲ့ဟိုတရက်ကပဲထိုင်းဖိုက်တာကိုအလေးထိုးအနိုင်ဝင်ပြသွားတာပါ။ဘောနဲ့လည်းရခဲ့တယ်လို့ပြည်သက်တွေရဲ့ကြီးတူးအားပေးမှုတွေကိုလည်းအများပြရခဲ့ပါတယ်။အဲ့တော့စလိုင်းကိုအတော်လေးတိုးတက်အောင်မြင်မဲ့ဖိုက်တာဆိုပြီးတော့ပြည်သက်တွေကအမုန်းတင်ချီးကျူးကြတယ်။စလိုင်းကိုယ်တိုင်ကလည်းပဲတော်လေးကိုစူးစမ်းခြင်းစိတ်တွေပြီးွားနေပြီးတော့အောင်မြင်တိုးတက်ဖို့အတွက်အသစ်သောအရာတွေကိုပြုလုပ်ချင်နေပါတယ်။ဒါပေမဲ့ဝမ်းနေဖို့ကောင်းတာတစ်ခုကစလိုင်းတရားအသစ်တွေစူးစမ်းဖို့မပြောနဲ့သူ့ဆရာတော်စလိုင်းကိုသူ့လက်အောက်ကနေတော့လုံးဝပေးမသွားပါဘူးတဲ့စလိုင်းကူလိုမျိုးအလားလာကောင်းနေတော့မှတခြားသောဂျင်တွေကကမ်းလှမ်းလာတွေရှိရင်လည်းပဲလက်မခံဘူးဆိုပြီးတော့လည်းပြောပါတယ်အဲ့ဒီမှာနေမဲ့စလိုင်းရဲ့အောင်မြင်တိုးတက်ရေးခီးစဉ်ကြီးကပျောက်ဆုံးသွားတာပါကျော်စာဝင်းတို့လိုဖြစ်လာဖို့တော့မှစလိုင်းမှာအခွင့်အရေးမရှိတော့ပါဘူးသူ့ဆရာကိုယ်တိုင်ကအခွင့်အရေးကိုပိတ်ပင်ပြီးတော့တားဆီးလိုက်တဲ့အတွက်မလို့စလိုင်းနေကမြန်မာပြည်မှာလေ့ကျင့်ပြီးတော့ဝမ်းချင်မြတ်ရှိမှာအကောင်ဖြစ်အောင်ကြိုးစားပြမယ်သဘောပါဘလို့လို့ဖြစ်နိုင်ပါလဲဘလို့နီးနေမှမဖြစ်နိုင်တာပါမြန်မာပြည်ကနေစနစ်စားတောက်နေထိုင်မှုပုံစံတိုင်းသွားပြီးတော့စလိုင်းတရားဝမ်းချင်မြတ်ရှိမှာစာချုပ်ရမယ်ဆိုရင်တော့ကံကောင်းပါတယ်လက်တွေ့ကျကျတွေးမယ်ဆိုလို့ရှိရင်တော့မြန်မာပြည်ကနေလေးကြည့်ပြီးဝမ်းချန်ပီယံရှစ်မှာချန်ပီယံဖြစ်ဖို့ဆိုတာကဘလို့မှမဖြစ်နိုင်ဘူးအဲ့တော့အဓိကပြဿနာကစလိုင်းရဲ့ဆရာဖြစ်သူပါကိုမွေးတဲ့ကြက်ကိုပဲချက်စားမယ်ဆိုတာမျိုးကလက်ဝိလောကမှာမရပါဘူးရရလို့တတ်မှတ်လိုက်ပြီဆိုလို့ရှိရင်ကိုကဘယ်နေရာမှကိုမရောက်တော့ပါဘူးအဲ့တော့မြန်မာဖိုက်တာတွေမတိုးတက်ခြင်းရဲ့အဓိကပြဿနာတော့ဆရာဖြစ်သူတွေရဲ့ပိတ်ပင်တားဆီးမှုတွေကြောင့်လို့ပဲပြောရပါလိမ့်မယ်ဆရာဖြစ်သူအကိုကြောင့်ပဲတန်းစင်ကလည်းတိမ်ငေါခဲ့ရပြီအခုလည်းစလိုင်းကိုထပ်ပြီးတော့တိမ်ငေါပျောက်ကွယ်သွားအောင်လို့သူ့ဆရာဖြစ်သူကတမင်လုံနေတယ်လို့ပါပဲမြန်မာပြည်မှာလွေးလို့ရှိရင်ဘယ်မှာမှမလေးကျင်ပေးဘူးဆိုတာကြီးကလည်းတကယ်ကိုတော်တော်လေးကိုညံနေရကြပါလိအဓိကတော့စလိုင်းတွေတိုးတက်ကြောင်းအခွင့်အရေးတွေကပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့တာပါအဲ့တော့တခြားဖိုက်တာတွေနိုင်ငံခြားမှာကိုစီတိုးတက်နေခြင်းစလိုင်းကတော့ဆရာဖြစ်သူကြောင့်မလို့တိုးတက်နိုင်မဲ့ရာခိုင်နှုန်း30လောက်သာရှိပါလိဒါပေမဲ့စလိုင်းကတော့ငယ်သေးတယ်လို့ထင်ပါတယ်ဒီပေါ်မှာတိတ်ပြီးတော့အာယုံမရအောင်လုံးစရာရှိတာကိုပဲဆက်ပြီးတော့လုံနေတယ်အဲ့တော့ကိုခွင့်ကြီးကိုဟာကိုပိတ်မှန်မသိပိတ်ချလိုက်တဲ့ဆရာဖြစ်သူရဲ့လောက်ကစလိုင်းလေးကိုတော့ကျိုးတွေကသူထိုးနေသေးတော့ဆက်ပြီးတော့အားပေးသွားမှာဖြစ်ပါရီလောက်တာပြောတာဆရာဆိုတော့လေစလိုင်းနေနေကအပြစ်မြင်လို့လည်းမရပြန်ပါဘူးပိုပြီးတိုးတက်ချိန်တော့ရုံထွက်နိုင်မှုနီလန်းရှားမှာဖြစ်ပြီးတော့အခုပုံစံတိုင်းဆက်သွားမယ်ဆိုလို့ရှင်တော့အောင်မြင်တိုးတက်ဖို့အတွက်တော်တော်လေးကိုကြိုးစားသွားမှာဖြစ်ပါရီဒီကနေပဲကြိုးစားမယ်ဆိုလို့ရှင်တော့မလွယ်ကူပါဘူးဘလို့မှမလွယ်တာပါ